ထေးသားတယောက်နဲ့လက်ထပ်တဲ့ပထမဆုံးနေ့မှာတင်မိန်းကလေးဟာသူမရဲ့ခင်မွန်းတစ်ကြောင့်6နှစ်ကြီးတဲ့ကိုရရက်ဆက်ဆက်တွန်းချခံလိုက်ရပါတယ်။ကံကောင်းထောက်မှစွာနဲ့ပဲတကိုင်း6တစ်ခုနဲ့ညှိပြီးအသက်မသေးပဲကြံရစ်ခဲ့တယ်။သတိပြန်ရလာတဲ့အချိန်မှာတော့အပေါ်ကိုကြည့်ပြီးအသေးအတန်အော်ဟစ်အကူအညီတောင်းပေမဲ့ဘာတော့ပြန်မှုမှမရခဲ့ဘူး။ဒါနဲ့ပဲအပေါ်ကိုပြန်တက်ဖို့စူးစမ်းကြည့်ပေမဲ့ကြောက်နေရန်တွေကချောလုံးနေတော့ခြေနှင်းစရာနေရတော့မရှိပါဘူး။သူမတခြားထွက်ပေါက်ကိုလိုက်ရှာကြည့်တဲ့အခါအပြာရောင်ဖြော့ဖြော့အလင်းရောင်တွေထွက်နေတဲ့ကူတစ်ခုကိုတွေ့လိုက်ရတယ်။ဒါပေမဲ့အဲ့ဒီကူစီရောက်ဖို့ဆိုရင်အနက်ကိုမခံမနိုင်တဲ့6ကမ်းပါကြီးတစ်ခုကိုဖျက်ကျော်ရအောင်မယ်။အီလာတယောက်တက်တီမွေးပြီးတစ်ဖက်ကန်းကိုခုန်ကူးလိုက်ပါတယ်။ခြေထောက်ကဒဏ်ရာကြောင့်6ထဲပြုတ်ကျလူနီးပါးဖြစ်သွားပေမဲ့အကြီးကတန်ကြိုးလေးကကြောက်ကူအက်ကွဲကြောင်နဲ့ညှိသွားလို့တော်သေးတာပေါ့။သူမဟာရင်ဘတ်ထဲကဓားမြောင်ကိုထုတ်အားကုန်သုံးပြီးကြောက်ဖြာပေါ်ကိုမနှဲတက်ခဲ့ရပါတယ်။အပြာရောင်လင်းနဲ့ရဲ့ရင်းမြစ်ကတော့ပိုးဆုံးကျူးတွေနဲ့သူတို့ရဲ့အညစ်အကြေးတွေဖြစ်နေတာပါ။အီလာကဖြတ်ခဲတဲ့ညံနဲ့အဝစ်တစ်စက်ကိုစုပ်ဖြတ်ပိုးဆုံးကျူးတွေကိုထည့်ပြီးမီးအိမ်ဖြစ်လှုပ်လိုက်တယ်။ဂူထဲကိုဆက်ဝင်သွားတော့ရေကန်ငယ်လေးတစ်ခုကိုတွေ့လို့အငတ်မရခတ်တောက်လိုက်ပေမဲ့ရေတွေကညစ်ပတ်နေတာမို့အပေါ်ကရေခဲတွေအရေးပျော်ကျလာတဲ့ရေစက်တွေကိုပဲအားကိုးလိုက်ရပါတယ်။အမောဖြေဖို့မျက်စိမိတ်လိုက်စင်မှာပဲအပေါ်ကရေခဲဆွဲတွေရုတ်တရက်အရေးပျော်ကျလာပြီးအမောင်ထုကိုခွဲထွက်ကအနီရောင်လင်းနဲ့တစ်ခုနဲ့တူမိတောက်တွေကြားကတရဝါကြီးတစ်ကောင်ဆင်းသက်လာပါတော့တယ်။အီလာလည်းအသက်ရှူအောင်ပြီးကြောက်ဆောင်ကြတဲ့အမြန်ပုံးလိုက်ရတယ်။အဲ့ဒီမှာတင်ကြောက်နေရန်ပေါ်ကစာသားတွေနဲ့တေဆုံးနေတဲ့အမျိုးသမီးများစွာရဲ့စုပ်ပြတ်နေတဲ့အဝတ်စားတွေကိုတွေ့လိုက်ရတယ်။သူမလိုပဲတထေးသားရဲ့လှည့်စားခြင်းခံရပြီးဒီတရဝါကြီးအတွက်ရေပူဇော်ခံလိုက်ရတဲ့မိန်းကလေးတွေမှန်တီးလိုက်ရတဲ့အချိန်မှာတော့အီလာရင်ထိတ်သွားပါတယ်။ဒီဘေးကင်းတဲ့နေရာလေးမှာအီလာခဏတော့အနားယူအိတ်ဆက်လိုက်ပါတယ်။နိုးလာတော့သူမရဲ့ဘယ်ဘက်ခြေထောက်မှာပိုးဆုံးကျူးတွေအုပ်နေတာကိုတွေ့ပြီးယုံနဲ့ခါထုတ်လိုက်တဲ့အခါမှာတော့အံ့ဩစရာကောင်းလောက်အောင်ဒဏ်ရာကပျောက်ကင်းနေတာကိုတွေ့လိုက်ရတယ်။တေချာအောင်လို့နောက်ထပ်ပိုးဆုံးကျူးတစ်ကောင်ကိုလက်မောင်းပေါ်တင်ကြည့်တော့လဲဒဏ်ရာကချက်ချင်းပြန်စီးသွားခဲ့တယ်။အင်အားတွေပြန်ပြေးလာတဲ့အီလာဟာကြောက်နေရန်ကမြေပုံအရဒီလန်အတိုင်းဆက်သွားရင်တခြားထွက်ပေါက်တစ်ခုရှိတယ်ဆိုတာသိလိုက်ရတယ်။တစုံတယောက်လွတ်မြောက်သွားဘူးလေဆိုတဲ့တက်တေပေါ့။သူမရဲ့နာမည်ကိုနေရန်မှာထွင်းထုပြီးပိုးဆုံးကျူးမိအိမ်လေးနဲ့ခီးဆက်ခဲ့ပါတယ်။မကြခင်မှာပဲနေအောင်ကြီးဝင်နေတဲ့ပုံဆောင်ကဲကူတစ်ခုတည်းရောက်သွားတယ်။မြေပြင်ပေါ်ကတရဘူးတစ်ခုကိုကောက်ယူပြီးသူမရဲ့အဝတ်တွေကိုစုပ်ဖြတ်ကတက်ရလွယ်အောင်ခြေထောက်နဲ့လက်တွေမှာပတ်လိုက်တယ်။ဒါပေမဲ့ရုတ်တရက်ကူပေါ်ကနေအရေးမဲကြီးတစ်ခုကျလာပြီးကြောက်မက်ဖွယ်ရာဟိမ့်တန်ကြီးထွက်လာပါတယ်။အီလာထိတ်လန့်ပြီးခြေချော်သွားတဲ့အချိန်မှာတတဝါကြီးကပါဇက်အဟောင်းသားနဲ့အစာကိုစောင့်နေပါတယ်။နောက်ဆုံးစက္ကန့်မှာအီလာကတရဘူးကိုတုံးပြီးကြောက်ဆောင်တစ်ခုကိုချိတ်ကအသက်လူပြီးအပေါ်ကိုတက်ခဲ့ရပါတယ်။ထွက်ပေါက်ကိုရောက်သွားတဲ့အချိန်မှာတော့အပြင်ဘက်ကမက်ဆောက်လုံးနဲ့ကမ်းပါးရန်ကြီးဖြစ်နေတာကိုတွေ့လိုက်ရတယ်။စင်းစရာလမ်းမရှိဘူး။အီလာတယောက်စိတ်ပြတ်အားငယ်ပြီးပြိုလဲလူနီးပါးဖြစ်နေတော့မြင်းခွာတန်တွေကိုခက်လန်းလန်းကကြားလိုက်ရတယ်။သူမအားကိုတကြီးလက်ဝဲရန်အော်ဟစ်လိုက်ပေမဲ့တတဝါကြီးကသူ့မစီကိုထိုးတုပ်လာပါတော့တယ်။ကြောက်လန့်တကြားနဲ့ထောင်စွန်းတစ်ခုကိုစုပ်လိုက်တဲ့အချိန်မှာတော့လူအယိုးစုတစ်ခုကိုတွေ့လိုက်ရတယ်။အဲ့ဒီမှာတင်သူမအမှန်တရားကိုသိလိုက်